တော်လေးပင်ပန်းနေပြီမှတ်လားဘသူကိုမှဖွင့်မပြောပြပဲရှင်ဘတ်ထဲမှာလည်းမျိုးသိပ်ထားတဲ့အရာတွေမင်းမအများကြီးရှိနေတယ်မဟုတ်လားသူများတွေအောင်မြင်နေချိန်မှာငါပဲကြံခဲ့သလိုမျိုးကိုအသုံးမကျဘူးလို့တွေးပြီးဝမ်းနေနေမိလိမ့်မယ်ဒါပေမဲ့မင်းသိထားဖို့ကပန်းတိုင်းဟာနှွေဦးမှပြန်ပြီးပွင့်မလာတတ်ဘူးမင်းရဲ့ချိန်ကရောက်လာရင်မင်းလည်းလှလှပပပွင့်လန်းခွင့်ရမှာပါဒါကြောင့်ဘသူတွေဘာပဲပြောမင်းရဲ့ခြေလမ်းတွေကိုမရက်ပြစ်လိုက်ပါနဲ့မင်းဒီနေ့ထိတောက်ခံလာနိုင်တာကမင်းတော်တော်လေးစိတ်ခိုင်ပြီးသားမို့လို့ပါစိတ်တမကြပါနဲ့ဟုတ်မင်းရဲ့ပန်းတိုင်းဟာသူများရဲ့တော့မဟုတ်ပါဘူးမင်းကိုပဲစောင့်နေတာပါမင်းရဲ့ရင်ဘတ်ကိုခွန်အားဖြစ်စေမယ်ဘဝအတိတ်တရားရတစာသူတွေနဲ့ခန်းစားချက်ဗီဒီယိုလေးတွေကိုကျွန်တော် YouTube Channel မှာအမြဲမျှဝေပေးနေပါတယ်လာရောက်နားထောင်ဖို့ဖိတ်ခေါ်ပါတယ်ဗျာမင်းအခုတော်တော်လေးပင်ပန်းနေပြီမှတ်လားဘသူကိုမှဖွင့်မပြောပြပဲရှင်ဘတ်ထဲမှာလည်းမျိုးသိပ်ထားတဲ့အရာတွေမင်းမအများကြီးရှိနေတယ်မဟုတ်လားသူများတွေအောင်မြင်နေချိန်မှာငါပဲကြံခဲ့သလိုမျိုးကိုအသုံးမကျဘူးလို့တွေးပြီးဝမ်းနေနေမိလိမ့်မယ်ဒါပေမဲ့မင်းသိထားဖို့ကပန်းတိုင်းဟာနှွေဦးမှပြန်ပြီးပွင့်မလာတတ်ဘူးမင်းရဲ့ချိန်ကရောက်လာရင်မင်းလည်းလှလှပပပွင့်လန်းခွင့်ရမှာပါဒါကြောင့်ဘသူတွေဘာပဲပြောမင်းရဲ့ခြေလမ်းတွေကိုမရက်ပြစ်လိုက်ပါနဲ့မင်းဒီနေ့ထိတောက်ခံလာနိုင်တာကမင်းတော်တော်လေးစိတ်ခိုင်ပြီးသားမို့လို့ပါစိတ်တမကြပါနဲ့ဟုတ်မင်းရဲ့ပန်းတိုင်းဟာသူများရဲ့တော့မဟုတ်ပါဘူးမင်းကိုပဲစောင့်နေတာပါမင်းရဲ့ရင်ဘတ်ကိုခွန်အားဖြစ်စေမယ်ဘဝအတိတ်တရားရတစာသူတွေနဲ့ခန်းစားချက်ဗီဒီယိုလေးတွေကိုကျွန်တော် YouTube Channel မှာအမြဲမျှဝေပေးနေပါတယ်လာရောက်နားထောင်ဖို့ဖိတ်ခေါ်ပါတယ်ဗျာ